မင်္ဂလာပါကျွန်တော်ကတော့တမချမ်းပါဖြစ်ပြီးဖြစ်စေဖြစ်လက်တန်သောအကြောင်းအရာတွေကိုမျှဝေရွှေပေးပဲဖြစ်ပါတယ်။သမိုင်းပညာရှင်တွေကတော့ကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့သောအကြောင်းအရာတွေကိုပြန်လည်ပြုစုမှတ်တမ်းတင်တယ်။သူတေသီတွေကတော့သူတို့ရှာဖွေတွေ့ရှိသမျှတို့ကိုပြန်လည်ပြုစုမှတ်တမ်းတင်တယ်။ဖျားဆိုတာရှိရင်လူသားတွေဘယ်လိုစဘာတွေဖြစ်ပြီးဘယ်လိုအဆုံးသတ်မယ်ဆိုတာပြောပြထားတဲ့နယ်ဆိုတဲ့အတိုင်းထို့အကြောင်းအရာတွေနဲ့ပြည့်စုံတဲ့ထာဝရဘုရားရဲ့တမန်ကျမ်းစာရှိပါတယ်။ထိုတမန်ကျမ်းစာအရာကဘာကြီးရဲ့နောက်ဆုံးပိုင်းမှာဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီးဒီနေ့ကျွန်တော်လေ့လာတွေ့ရှိချက်လေးကိုအနှစ်ချုပ်လေးမျှဝေလိုပါတယ်။ကဘာကြီးရှုပ်ထွေးလာပြီးထိမ့်ချုပ်ရခဲ့တဲ့ချိန်မှာဒီကဘာကြီးကိုပရိယေကျွယ်ဝစွာနဲ့အုပ်ချုပ်မဲ့အန်တီခရစ်ဆိုတာပေါ်လာမယ်။အန်တီခရစ်ဆိုတာကတော့ဘုရားကိုဆန့်ကျင်သူသို့မဟုတ်ဘုရားကိုတုပသူလို့အဓိပ္ပာယ်ရတာပေါ့နော်။နောက်တစ်ပါးကတော့သူ့ကိုဘယ်ကင်ပေးမဲ့မိစ္ဆာပရောဖက်ပေါ့နော်။တော့ဘာသာရေးခေါင်းဆောင်ဖြစ်နိုင်တယ်လို့ငြိမ်းချမ်းရေးခေါင်းဆောင်လည်းဖြစ်နိုင်တယ်လို့သုံးသပ်လို့ရတယ်။အဲ့တော့ဒါတွေကိုဆက်မပြောခင်မှာဒီပုံကိုယ်တွေဘယ်ထက်ကထွက်လာမလဲလို့ပြောဆိုကြတဲ့အခါမှာအခုကာလမှာတော့အစ္စလမ်ကအနည်းငယ်လွှမ်းမိုးလာတဲ့သဘောရှိတဲ့အတွက်ထိုဘာသာဝင်တွေထဲကပေါ်ထွက်လာနိုင်တယ်လို့တချို့ကလည်းသုံးသပ်တယ်။ဒါပေမဲ့တမန်ကျမ်းစာအရဆိုရင်ထိုသူတွေကအစ္စလမ်ဘာသာဝင်တွေလုံးဝမဟုတ်ပါဘူး။ဥစွာဒီအန်တီခရစ်နော်ဖျားကိုတူပါသူဖျားကိုစန့်ကျင်သူရဲ့အရေးချင်းပြောပြရမယ်ဆိုရင်သူကစကားပြောကြွယ်ဝတယ်။မူတာကိုပင်လူတွေကိုယုံနိုင်လောက်အောင်ပြောနိုင်တဲ့အစွမ်းရှိတယ်။နောက်တစ်ချက်သူကဉာဏ်ပညာထက်မြက်ပြီးတော့မှစစ်ရေးနိုင်ငံရေးလူမှုရေးစီးပွားရေးအစရှိစီကိုသူကပါဏတ်လိမ့်မှာစွာနဲ့ကင်တွယ်နိုင်စွမ်းရှိတယ်။နောက်ပိုင်းမှာသူကကဘာကိုအုပ်ချုပ်နိုင်သည့်အထိနေရာရလာပြီးသူအုပ်ချုပ်မဲ့ကာလကတော့9နှစ်ဖြစ်တယ်။ပထမ3နှစ်ခွဲမှာတော့ငြိမ်းချမ်းစွာအုပ်ချုပ်ပြီးနောက်3နှစ်ခွဲမှာတော့ဒီငြိမ်းချမ်းစာချုပ်တွေကိုဖောက်ဖျက်ပြီးကဘာကြီးကိုရက်ဆက်ကြမ်းကြုတ်စွာအုပ်ချုပ်မဲ့အကြောင်းဖော်ပြထားတယ်။သူရဲ့အမှတ်တစိတ်ကိုခံစေမယ်။သူ့ကိုမကိုးကွယ်တော့သူတို့ကိုတတ်မယ်။သူ့ကိုကိုးကွယ်စေမယ်ဆိုတာကတော့အဆိုးဆုံးပေါ့နော်။ဆိုတော့ဒီအရာတွေပြုလုပ်ဖို့ရှိတယ်။သူ9နှစ်အပြီးမှာတော့ခုနက3နှစ်ခွဲပြီးမှသူ့ကိုလက်ခံသူနဲ့ဆန့်ကျင်သူမဟာမိတ်တွေကွဲထွက်သွားမယ်။အဲ့မှာသူ့ကိုလက်ခံသူနဲ့ဆန့်ကျင်သူမဟာမိတ်တွေကအစ္စရေးမြောက်ရအာမေဂရုံမှာကဘာစစ်ကြီးဖြစ်ဖို့ရှိတယ်။သူတို့နိုင်မဲ့အနေအထားမှာသခင်ယေရှုဟာတဖန်လောကကိုကြွဆင်းလာပြီးနှစ်တစ်ထောင်အုပ်ချုပ်မဲ့အကြောင်းလည်းဖော်ပြထားပါတယ်။တော့ဒီအကြောင်းအရာတွေဆက်မပြောခင်မှာနောက်အခုနကမိစ္ဆာပရောဖက်ကတော့အပြင်ကကြည့်ရင်တိုးကဲ့သို့နူးညံ့သိမ်မွေ့တယ်။အတွင်းမှာတော့အင်မတန်မှကောက်ကျစ်ရက်ဆက်တဲ့ညီခွေးရဲ့သဘောတဘာဝရှိတယ်ဆိုတာသိရတယ်။နောက်တစ်ချက်ဗျာဒိတ်ကျမ်း7:73ရာသူကတကုန်းနမိတ်လည်းရှိတယ်။ထိုတကုန်းနမိတ်ကစာတန်စီကလာပြီးလူတွေရှေ့မှာပဲကောင်းကင်ကနေနီးကျလာနိုင်တဲ့အစွမ်းတကူလည်းသူ့မှာရှိတယ်ဆိုတာသိရတယ်။သူကတော့ခုနအန်တီခရစ်ကိုကိုးကွယ်ဖို့သူ့အမှန်တစိတ်တွေခံယူဖို့အစရှိသည်တွေကိုသူကစီယုံပံ့ပိုးကူမှာဖြစ်တယ်ဆိုတာသိရတယ်ပေါ့နော်။ဆိုတော့ခုနကဒီအန်တီခရစ်နဲ့မိစ္ဆာပရောဖက်ကအစ္စလမ်ဘာသာဝင်တွေကမဖြစ်နိုင်ဘူးဆိုတာဘာကြောင့်လဲဆိုရင်သက်သာလောနိဩဝါဒစာဒုတိယဆောင်ခန်းကြီး1အငယ်4မှာသူဟာတဲ့ဘုရားသခင်ဟူ၍၎င်းဘုရားဟူ၍၎င်းဆိုသောသူရှိသမျှတို့ကိုရံဘက်ပြု၍သူ့ကိုယ်သူချီးမြှောက်သောအဖြစ်ဘုရားရဲ့ဗိမာန်တော်မှာသူဟာထိုင်မယ်ဘုရားကဲ့သို့သူကနေမယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားတယ်နော်သူကဘုရားကဲ့သို့လူတွေကိုလည်းကိုးကွယ်စေမယ်ဆိုတာလည်းတွေ့ရတယ်ဒါကြောင့်အစ္စလမ်ဘာသာဝင်တွေကအလာမတပါအခြားဘုရားမရှိဆိုတော့ဒီလိုကိုးကွယ်စေဖို့အတွက်ခိုင်းစေမှာမဟုတ်တဲ့အတွက်အစ္စလမ်ဘာသာဝင်တွေကမဖြစ်နိုင်ဘူးဆိုတာတွေ့ရတယ်ဗောနော်နောက်တစ်ချက်အခုဗျာဒိတ်ကျမ်း73မှာသူ့ကိုမကိုးကွယ်သောသူတို့ကိုတတ်ချင်းလုံးကရုပ်ထုကိုစကားပြောနိုင်မိအကြောင်းနဲ့အသက်သွင်းမယ်ဒီနေ့ AI ပေါ့နော်
AI တွေကအခုတဖြည်းဖြည်းနဲ့တိုးတက်လာပြီးတော့မှElon Musk ကတော့မှ post လုပ်ထားဖို့တားရတဲ့အဆင့်ထိလူတွေကပါပြန်ကြောက်နေရတယ်လူသားစက်ရုပ်တွေပေါ့ဆိုတော့ဒီ AI ကိုတီထွင်တော့သူက Sam Altman လို့ခေါ်တယ်သူက Jew ပဲဖြစ်တယ်ဆိုတော့ Sam Altman က anti-crypt ဖြစ်လာမယ်လို့ပြောဆိုခြင်းမဟုတ်ပါဘူးအခုနီးပညာတွေမှာ Jew တွေကအရာကြံတဲ့လူမျိုးတွေအားလုံးထက်ကိုသူတို့ကဥဆောင်နေတဲ့အတွက်ဒီရုပ်ထုကိုအသက်သွင်းတဲ့သူကသာကဘာအုပ်ချုပ်မှာဆိုတော့ဒီဂျူးတွေကဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့ခံမှန်းလို့ရတယ်နောက်တစ်ချက်အစ္စလမ်ဘာသာဝင်တွေမှာလည်းဒီနောက်ဆုံးသောကာလမှာမေရှိယအတုပေါ်လာမယ်ဆိုတာထားလဲဖော်ပြထားပါတယ်နောက်တစ်ချက်ကတော့ဒီ anti-crypt ကအစ္စရေးမှာရှိတဲ့ဗိမာန်တော်မှာသူကနန်းထိုင်မှာဖြစ်တယ်ဒီဗိမာန်တော်ကအထက်မှာလေဝိတွေရှိတယ်ယစ်ပရောဟိတ်တွေရှိတယ်သူကိုးကွယ်ပုံအစင်စင်နဲ့တာဝန်တွေအစင်စင်ရှိတယ်ဒါရင်းနဲ့သဟဇာတဖြစ်သောသူကလည်းဂျူးတွေကပဲဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေကိုဆင်ခြင်မိတယ်အခုနောက်ဆုံးကတော့ဒီအရာတွေပေါ်မှာမှီပြီးတော့မှကျွန်တော်တို့ယခုဘဝနောက်ဘဝဆင်ခြင်စရာပေါ့နော်လူတွေကတော့ငါတို့ဘာသာအရင်ပေါ်တယ်သူတို့ဘာသာကအရင်ပေါ်တယ်စသဖြင့်ဝါကြွားပြီးတော့မှဂုံယူတတ်ကြတယ်ဆိုဘာသာတရားဆိုလွန်ခဲ့သောနှစ်ပေါင်း3000လောက်ကမှပေါ်တာ BC 1000လောက်ကမှဟိန္ဒူဘာသာစပေါ်လာပြီးတော့အဲ့နောက်နှစ်900ဗုဒ္ဓနောက်နှစ်900ခရစ်ယာန်နောက်နှစ်900 AD 900ကျော်မှအစ္စလမ်ဘာသာဆိုတာပေါ်လာခြင်းဖြစ်တယ်ဒီဘာသာတရားတွေမပေါ်ခင်လွန်ခဲ့သောနှစ်ပေါင်း3500 BC 1500မောရှေလက်ထက်ကလေးကဖျားကိုတဲတော်ဒီဗိမာန်တော်နဲ့တခန္ဓနာကိုးကွယ်မှုဟာစနေပြီဖြစ်တယ် Ten Commandments ဆိုရုပ်ရှင်လည်းကြည်ဘူးပါပေါ့နော်ဒီအရာကိုဘယ်သူမှမငြင်းနိုင်သမိုင်းဝင်ဖြစ်တယ်အဲ့ရဲ့အရှိနှစ်900 BC 2000မှာတော့အာဗြဟံဆိုပေါ်ထွန်းခဲ့တယ်ဒီနေ့အီရတ်နိုင်ငံဥရာမြို့မှာအမှန်တကယ်ပေါ်ထွန်းခဲ့ပြီးထာဝရဘုရားကိုသူကိုးကွယ်ခဲ့တယ်အဲ့ရှိမှာတော့နော်အေးဆိုတဲ့ရေလွှမ်းမိုးခြင်းပုဂ္ဂိုလ်ပေါ်ခဲ့ပြီးအဲ့ရဲ့အရှိကိုထပ်ပြီးနှစ်900သွားမယ်ဆိုရင်တော့ဒီအာဒန်တို့စီရောက်သွားမှာပေါ့နော်ဆိုတော့ဒီအရာတွေပေါ့သူ့ဘာသာကိုယ်ဘာသာတွေထဲအခုနော်အေးသင်္ဘောကြီးအီရတ်နိုင်ငံတူရကီနယ်စပ်အာရရတောင်ပေါ်မှာဒီသင်္ဘောကြီးရှိနေတယ်လို့အာဗြဟံရဲ့မြေမှတ်တိုင်လည်းရှိနေတယ်ဒါတွေကသမိုင်းဝင်နေမှဖြစ်တယ်ဒါကြောင့်မလို့မိမိရဲ့တမလွန်အရှင်အစစ်မှန်ရွေးချယ်ရမှာအထောက်အကူဖြစ်စေရန်အတွက်ဤအကြောင်းအရာတွေကိုမျှဝေပြီးယုံကြည်သူများတို့ကလည်းခတ်သိမ်းသောမှုရာတို့ကအဆုံးသည့်တို့ရောက်လူသည်ဖြစ်သောကြောင့်တမာသတိရှိကြလောဆိုသည့်အတိုင်းမိမိရဲ့အချိန်ကာလကိုရွေးနှုတ်ပြီးတော့မှစက္ကပ်သက်ရှင်စေနိုင်ကြောင်းနည်းငယ်မျှဝေပါတယ်။ရောက်ဆရာဖျားရှင်ကောင်းကြီးပေးပါစေ။